Hello everyone ဒီနေ့မှာဘတ်ကိုမှန်မှန်ကန်ကန်သုံးဖို့နည်းလမ်းသုံးခုကိုမျှဝေပေးပါမယ်။ဘတ်တစ်လုံးကိုမှန်မှန်ကန်ကန်သုံးဖို့အချက်၃ချက်ရှိတယ်။ပထမအချက်က subject verb agreement subject verb agreement ဆိုတာ subject နဲ့ verb ကိုလိုက်ဖက်အောင်သုံးရတာ။ He she it ဆိုရင် verb မှာ s ထည့်ရတယ်။ He plays football she likes tea ဒုတိယအချက်က tense မှာ verb ကိုအချိန်အလိုက်ပြောင်းသုံးရတယ်။ I eat rice present tense I ate rice past tense I will eat rice future tense တတိယချက်က active voice passive voice active voice ဆိုတာလုပ်သူဒူအားကိုအလေးပေးပြောတာဖြစ်တယ်။ I eat an apple I က subject ဒူအားဖြစ်တယ်။ passive voice ဆိုတာခံရသူ receiver ကိုအလေးပေးပြောတာဖြစ်တယ်။ passive မှာဒူအားကိုမပြောဘဲထားနိုင်တယ်။ The apple is eaten apple က subject ခံရတဲ့အရာ receiver ဘယ်သူစားထားလဲမပြောဘူး။ဘတ်သုံးတဲ့အခါဒီ၃ချက်ကိုအမြဲစဉ်းစားပါနားလည်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်